ကြီးမားတဲ့ကြောက်တကားကြီးတွေကတဖြည်းဖြည်းချင်းပိတ်လာနေပြီးဒဏ်ရာရနေတဲ့သူတို့ရဲ့သူငယ်ချင်းကတော့အထဲမှာကျန်နေခဲ့ပါတယ်အပြင်မှာရက်နေတဲ့လူတွေကတိတ်တိတ်ဆိတ်ဆိတ်ပဲကြည့်နေကြပေမဲ့ဘယ်သူမှကူညီဖို့တတိမရှိကြပါဘူးအဲ့ဒီအချိန်မှာပဲကောင်လေးတစ်တယောက်ကရှေ့ကိုထွက်လာပြီးဘာကြောက်ရွံ့မှုမှမရှိပဲအထဲကိုခုန်ဝင်သွားပါတယ်သူဟာသူတို့ကိုကယ်ဖို့သူ့အသက်ကိုရင်းခဲ့တာပါဂျက်ကတည်ငြိမ်တဲ့လေတံနဲ့ဒီကိုလာတာအမကြီးတစ်ခုပဲလို့ပြောလိုက်ပါတယ်သူက6လန့်ဖို့ပြောနေတာမဟုတ်ပါဘူးအမှန်တရားကတော့အဲ့ဒီကလူတွေအားလုံးဟာအမြဲတမ်းပုံစံပြောင်းနေတဲ့ဒီဝင်ကပါကြီးထဲမှာလွန်ခဲ့တဲ့3နှစ်ကတည်းကပိတ်မိနေကြတာပါအခုအချိန်အထိဘယ်သူမှထွက်ပေါက်ရှာမတွေ့သေးပါဘူးညနေတိုင်းနေဝင်တာနဲ့တရားကြီးကပိတ်သွားလိမ့်ရှိပြီးနောက်တစ်နေ့မနက်အထိပြန်မပွင့်တော့ပါဘူးညဘက်မှာအထဲမှာကြံခဲ့ပြီးအသက်ရှင်နေသူတယောက်မှမရှိဘူးပါဘူးဘာလို့လဲဆိုတော့တကားပိတ်သွားတာနဲ့ကြောက်စရာကောင်းတဲ့တတဝါကြီးတွေကအထဲမှာလွတ်ထွက်လာလို့ပါပဲတခြားရွေးချယ်စရာမရှိတော့တဲ့အတွက်ဂျက်နဲ့သောမတ်ကဒဏ်ရာရနေတဲ့သူငယ်ချင်းကိုမပြီးပုံအောင်ဖို့နေရာရှာကြပါတယ်တတဝါကြီးတွေကအနားကိုနီးကပ်လာတာနဲ့အမျှသူတို့ရဲ့ကြောက်စရာကောင်းတဲ့အော်ဟစ်တန်တွေကလည်းပဲ့တင်ထက်နေပါတယ်အဲ့ဒီအချိန်မှာသောမတ်ကနေရံမှာတွဲလောင်းကြနေတဲ့နွယ်ပင်တွေကိုသတိထားမိသွားပါတယ်မောင်လာတဲ့အခါမှာတော့သူတို့ဟာဒဏ်ရာရနေတဲ့သူငယ်ချင်းကိုနွယ်ပင်တွေနဲ့ဘလို့ဖြစ်ဖြစ်ရဲအောင်ကြည့်ထားလိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲစင်ကြံလန်းရဲ့အဆုံးကနေထိတ်လန့်စရာကောင်းတဲ့တတဝါကြီးတစ်ကောင်ပေါ်လာပါတယ်မောင်မင်းနေတဲ့ထဲမှာသူ့ရဲ့ညီရဲနေတဲ့မျက်လုံးတွေကတောက်ပနေပါတယ်ဂျက်ကလူတိုင်းကိုတိတ်တိတ်နေဖို့အချက်ပြလိုက်ပါတယ်သူတို့3ယောက်ဟာနေရံမှာကက်ပြီးအသက်တောင်မရှူရဲပဲအောင်ထားကြပါတယ်တတဝါကြီးကခဏလောက်အနံ့ခံကြည့်ပြီးမှထွက်သွားတဲ့အတွက်သူတို့3ယောက်လည်းတပြင်းချနိုင်ပါတော့တယ်ဒါပေမဲ့အငြယ်ကမပြီးဆုံးသေးဘူးဆိုတာသူတို့သိနေကြပါတယ်ညကလည်းရှေ့လျားသလိုဝင်ကပါရဲ့လမ်းကြောင်းတွေကလည်းဆက်တိုက်ပြောင်းလဲနေပါတယ်နေမထွက်မချင်းသူတို့ဘလို့နေနဲ့မဆိုအသက်ရှင်အောင်စူးစမ်းကြရမှာပဲဖြစ်ပါတယ်